ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကုန်း vlog မှာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့ကတော့ကျွန်တော်ပြောချင်တာပါဒီနေ့ကတော့ကျွန်တော်အမေရိကကိုကျွန်တော်ဘယ်လိုရောက်လာတာလဲပေါ့နော်ဘာကိစ္စကြောင့်ဘယ်လိုတွေဖြစ်ပြီးတော့ကျွန်တော်ရောက်လာတာလဲအစကတည်းကကျွန်တော်ပြင်ဆင်နေဟာလားအမေရိကကိုလာဖို့ဒါမှမဟုတ်ဘယ်လိုတွေဖြစ်ပြီးရောက်လာရဲဆိုရင်လည်းပတ်သက်ပြီးကျွန်တော်ဒီနေ့ဒီ vlog မှာကျွန်တော်ပြောမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဟို2019ကိုကျွန်တော်တို့တွားကြရအောင်ပါဆိုတော့ကျွန်တော်ကဗျာကျွန်တော်နိုင်ငံရေးတွေပါဖြစ်သွားတော့ကျွန်တော်မြို့မှာကျွန်တော်တမူးဆိုတဲ့မြို့မှာနေရဗျာဆိုတော့ကျွန်တော်မြို့မှာကျွန်တော်နေလို့မရတော့ဆိုတော့ကျွန်တော်အိန္ဒိယဘက်ကိုကျွန်တော်တွားပြီးခိုးလုံပြီးတော့ကျွန်တော်အဲ့မှာအေးစစ်စစ်နေနေနောက်ပိုင်းကျကျွန်တော်ကိုဗစ်ဖြစ်သွားတဲ့အချိန်မှာကကျွန်တော်အိန္ဒိယမှာပဲနေရဗျာကျွန်တော်2လ3လလောက်နေဖြစ်သွားတယ်ပြီးတော့ကိုဗစ်ဖြစ်သွားတော့ကျွန်တော်တို့ရဲ့ကိုရောင်ရှိရဗျာအဲ့ PC တွေပါထားတဲ့ကိုရောင်ရှိအဲ့ကိုရောင်ကလည်းကျွန်တော်အိန္ဒိယရဲ့ border မှာပဲရှိတယ်မြန်မာပြည်ဘက်ခြမ်းရဲ့ကိုရောင်မှာပဲရှိရဗျာဆိုတော့ကျွန်တော်တို့ကလည်းအဲ့ဒီဟိုဘက်ခြမ်းရဲ့အဲ့ border မြို့မှာပဲနေတော့နိုင်ငံရေးလည်းနည်းနည်းကောင်းနေပြီအခြေအနေနည်းနည်းကောင်းနေပြီကျွန်တော်လည်းကိုဗစ်ဖြစ်နေတော့အဲ့မှာလူတွေလည်းအများကြီးရှိတော့ okay ဆိုပြီးတော့ကျွန်တော်ဒီဘက်ကိုရောင်ကိုကျွန်တော်ရောက်လာဗျာဆိုတော့ကျွန်တော်အဲ့မှာခဏလေးကျွန်တော်နေတယ်ပြီးတော့နည်းနည်းလေးအဆင်ပြေကြတော့ကျွန်တော်တကယ်ချင်းနေပါတယ်အဲ့မှာပဲနေဖြစ်တယ်ဘာမှ plan နေမရှိသေးဘူးokay ဆိုတော့ပြီးသွားပြီဆိုတော့ကျွန်တော်လည်းဒီတိုင်းပဲနေနေတည့်ရကျတော့ကျွန်တော်အကူကဖုန်းဆက်လာအမေရိကနေဟဲ့အောင်နဲ့မင်းနဲ့အမေရိကသွားမလားတဲ့တန်ရုံးနေဖွင့်နေတယ်ကျွန်တော်ရဲ့ဘဝမှာအဲ့ဒါထက်အရင်ကျွန်တော်ဘယ်တော့မှအမေရိကကိုသွားမယ်ဆိုပြီးတော့ကျွန်တော်အိမ်မက်အဲ့လိုပြောတဲ့အချိန်မှာအော်အဲ့လိုသွားလို့ရတာလားဆိုတော့အဲ့လိုအတွေးတစ်ချက်အုံတော့တယ်ဝင်သွားဗျာဆိုတော့ကျွန်တော်အဲ့ဒီကနေစပြီးတော့အဲ့လိုအမေရိကရဲ့အဲ့လိုပိုးလေးကအဲ့လိုအုံတော်တွေဝင်သွားပါဘော။အမေရိကဆိုတဲ့ဥစ္စာလေးနဲ့ဖြစ်သွားပဲကျွန်တော်အဲ့အရှိကနိုင်ငံသားဆိုတာလည်းအဲ့လိုမျိုးမတွေးဘူးဗျာဘာမှလည်းမတွေးဘူးကိုယ့်အကိုအေးစစ်စစ်မြန်မာပဲနေမယ်ကိုယ့်အကို family ရဲ့ business ကို handle လုပ်မယ်ဘာညာဆိုပြီးတော့ပဲတွေးထားတယ်ဒါပေမဲ့အဲ့လိုမျိုးဖြစ်သွားတော့ okay ဟုတ်ပြီပေါ့ဆိုတော့ဘာလို့ရမှာလဲဆိုတော့ကျွန်တော်ပြပြတယ်အဲ့လိုမျိုး agent တွေပါရှိတယ်ဘာညာလုပ်ရမယ်ဆိုပြီးပြောတယ်ဆိုတော့ကျွန်တော်အဲ့ဒီမှာပဲရှိတဲ့အချိန်မှာကျွန်တော်လုပ်တယ်ကွာဒါပေမဲ့အဲ့ဒီ agent တွေကအဆင်မပြေလဲမပြေတော့အဲ့လိုမျိုးနဲ့ပဲကျွန်တော်အဲ့ဒီတမူးကနေပဲကျွန်တော်မန်လေးကိုကျွန်တော်သွားတယ်အဲ့ဒါကျွန်တော်လိုရတဲ့ပစ္စည်းတွေပြန်ပြီးကြည့်ရဲဆိုတော့အဆင်ပြေတယ်မနေ့ကတဲရတဲ့ပစ္စည်းတွေကိုဆိုကျွန်တော် already ဖြစ်ပြီးတော့စောင့်နေကားလိုက်ကျွန်တော်တော့ကျွန်တော်မန်လေးကိုသွားတယ်မန်လေးမှာသွားတဲ့အချိန်မှာလည်းအဲ့လိုပဲပေါ့နော်ဘာမှအဲ့လိုမျိုးကိစ္စတွေပါလုပ်တယ်ကိုဗစ်တွေဖြစ်နေတယ်အကုန်လုံးပိတ်နေတယ်တန်ရုံးတွေပိတ်နေအဲ့လိုနဲ့ပဲကျွန်တော်မန်လေးမှာနေတယ်ကျွန်တော်အတော်တွေရှိမှနေတယ်နေနေပဲဘာမှလည်းမလုပ်ဒီတိုင်းပဲဟိုလိုတရားလိုဖြစ်နေတယ်ဖြစ်တော့ကိုဗစ်တွေကပြန်ပြီးထလာကိုဗစ်တွေလည်းထလာတော့ကျွန်တော်တို့ကအဲ့မှာအဲ့လိုပဲကျွန်တော်ရဲ့အဲ့လိုမျိုးပဲတည်ရမလားအဲ့လိုမျိုးပဲဘာလို့ရမလဲမသိဖြစ်နေကိုဗစ်ဆေးအဲ့လိုကိုဗစ်တွေထားလာတော့ကိုဗစ်ဆေးတွေပါထားလို့တယ်ကိုဗစ်တွေပါအဲ့လိုကိုဗစ်ဆေးတွေပါရောင်းတယ် mask တွေဟိုဟာတွေတရားတွေအကုန်လုံးရောင်းပြီးတော့အကုန်လုံးအဲ့ကိုဗစ် wave လဲပြီးရောကျွန်တော်ကတခါတည်း interview ကကျွန်တော်ဟိုလဲတန်ယုံကကျွန်တော်တခါတည်းအဲ့လိုပေါ့ဒိတ်ပေးတာပေါ့နော်ဆိုတော့ okay မင်းဖြီလို့ရပြီဆိုပြီးကျွန်တော်အဲ့လိုမျိုးမင်း interview အတွက်ဒိတ်ပေးတယ်ဆိုပြီးပေးတာဗျာဆိုတော့ဒိတ်ကလည်းဘယ်လိုပေးလဲဆိုရင်ဒီနေ့ကျွန်တော်ဒိတ်ရဒီနေ့မနက်ကကျွန်တော်ဒိတ်ရတယ်ဆိုလို့ရှိရင် interview ကတစ်ပတ်ခါဗျာကျွန်တော်မန်လေးမှာရှိတယ်ကျွန်တော်တစ်ပတ်ခါဆိုကျွန်တော်ဖြေရမှာဘာမှလည်းကျွန်တော်မှအချိန်မရှိကျွန်တော်ရဲ့ agent ကရန်ကုန်ကဗျာဆိုတော့သူလည်းတစ်ခါမှမတွေ့ဘူးဆိုတော့ဘာမှလည်း prepare မလုပ်ဘဲနဲ့ကျွန်တော်တခါတည်း oh my god ပြီးရင်ကျွန်တော်သွားလို့ရမရလည်းမသိဘူးဘာလို့ဆိုကျွန်တော်တမူးမှနေရဗျာပြီးရင်ဟိုအဲ့လိုမန်လေးကနေရန်ကုန်သွားရင်you know ဘာတွေလူတွေဘာတွေပြောနေတာဗျာရှူချက်တွေခံနေဆိုတော့သွားလို့ရမလားမရမလားမသိတန်ချန်နေရဖြစ်စိတ်တွေကပူ okay ဆိုတော့အဲ့လိုမျိုးနဲ့ပဲကျွန်တော်
ကားကျုပ်ပြင်မေးတယ်ဘာလို့လဲဆိုမှတ်ပုံနေရှိညာ okay မှတ်ပုံနေရှိတယ်ဆိုတော့ that's fine ဆိုတော့ okay ဆိုတော့ဒီကနေကျွန်တော်တို့သွားပြီးတော့ကျွန်တော်မန်လေးသွားတယ်ဆိုတော့မန်လေးကနေကျွန်တော်မန်လေးမှာ share ပါဆိုတော့မန်လေးကနေကျွန်တော်အဲ့ဒီနေ့မနေ့ခင်ကျွန်တော်တီးရတာဗျဆိုတော့အဲ့ဒီမနေ့ခင်ရဲ့ညရဲ့ကားပေါ့ဒီဘတ်ကားကိုယူပြီးတော့ကျွန်တော်ရန်ကုန်သွားတယ်ဆိုတော့နောက်တည့်ရက်မနေ့လောက်ကျွန်တော်နောက်တည့်ရက်လောက်ကျွန်တော်ရန်ကုန်ရောက်သွားတယ်ဆိုတော့တခါတည်းကျွန်တော်ဘာမှမလုပ်ဘူးတခါတည်း agency သွားတယ် agency သွားပြီးတော့ agent ကျွန်တော်အနေနဲ့ဘာညာလုပ်ရမယ်အဲ့လို question တွေပါတယ်ဟိုဒီ practice တွေလုပ်ပေးတယ်ဗျဆိုတော့ကျွန်တော်တို့အဲ့လိုမျိုးကောင်းလုပ်ပေးတယ်ဗျတလဲ in person အဲ့လိုမျိုးဘာညာဆို okay ဆိုတော့ပြီးတော့ကျွန်တော်တို့ confident ဖြစ်နေတယ်ဗျငါလုံးမအောင်ပါဆိုတော့ confident ဖြစ်နေဘာလို့လဲတော့မသိဘူးပြီးရင်ကျွန်တော်ဟိုလို question တွေလည်းကျွန်တော်ကြက်ထားတယ်အရင်ကစားလို့ဘာဆိုကျွန်တော်အင်္ဂလိပ်ကအရင်အားနေတယ်ဗျဒီလားအရင်အားနေတယ်ကျွန်တော်ထက်ကပြောကျွန်တော်အင်္ဂလိပ်စာကိုတစ်နေ့ကြာပြီမှာနောက်တစ်နေ့ကို40နှစ်အောင်တဲ့လူပြဆိုတော့ကျွန်တော်အင်္ဂလိပ်စာတကယ်ကျွန်တော်ကျန်တဲ့ဘာသာအောင်ရင်အောင်မယ်အင်္ဂလိပ်စာတော်တော်ခက်ခိုင်းတယ်ဗျကျွန်တော်တွားတယ်ဗျဆိုတော့ထားလိုက်ပါဆိုတော့အဲ့လိုမျိုး40နှစ်ရရလို့ဆိုတော့လေအဲ့လိုမျိုးဘာမှမဖြစ်တော့လေကျွန်တော်ကြက်တာတစ်လားလောက်ကျွန်တော်အဲ့ဒီတွားမယ်လို့ပြင်ဆင်ကြတဲ့ဆိုကျွန်တော် YouTube ကနေ question တွေအကုန်လုံးထိုင်ချက်အဖြေတော့မှကျွန်တော်သိတယ်ကျွန်တော်ရဲ့အဖြေမဟုတ်သူတို့ကဘလို့အဖြေပြီးထားတယ်အဲ့လိုမျိုးပုံစံနဲ့ပဲပြီးအဲ့တော့က AI နေပါတယ်ဆိုတော့အဲ့လောက်ခက်စားသေးတယ်ဘာမှလည်းမချိဆို YouTube ပဲဘာညာလုပ်တယ်ပြီးတော့အဲ့လိုနဲ့ပဲကျွန်တော်အဲ့လို agency ကသူ့ရဲ့ question တွေပေးတယ်သူ့ပေးတဲ့ question လည်းလုပ်တယ်အဲ့လိုတည့်ရမှာအဲ့လိုပဲဗျာမပြောတတ်နဲ့ပြောတာတွေအဲ့လိုကြက်ထားလို့ပုံစံတွေဘာညာဖြစ်တယ်ပြီးတော့ကျွန်တော် interview နောက်တစ်ရက်ကျ interview တော့ဖြစ်ပြီဗျာဒီလား okay ရောက်သွားတယ် interview တော့ဖြစ်တယ် interview တော့ရှိမယ်မနေ့ထားပြီးတော့အဲ့လိုနေတော့မထွက်သေးဘူးနည်းနည်းကျွန်တော်ဆွတ်စီထားလိုက်တယ်ဘာလို့ရင်ခုန်နေရပဲညလည်းအိတ်လို့မရအောင်ဆိုတော့မနေ့ကလည်းရင်ခုန်ရင်းနေပဲအဲ့လိုနဲ့ပဲဗျာကျွန်တော်အဲ့ဒါဟို first blog မှာကျွန်တော်အဲ့ဒါ detail နဲ့ကျွန်တော်ပြောပြဖို့ရပါကျွန်တော်ရဲ့ first ကျွန်တော်ရဲ့အဲ့လိုမျိုး experience ပေါ့ကျွန်တော် interview တော့ဖြစ်ခဲ့တဲ့ experience တွေပါပြောခဲ့တဲ့ blog မှာတော့တေချာပြောထားဆိုတော့အဲ့လိုပါပဲအဲ့လိုမျိုးပဲကျွန်တော်လုပ်တယ် AC လုပ်တယ်ချစ်လုပ်တယ်ပြီးတော့ပဲကျွန်တော် interview တော့ဖြစ်လိုက်တယ်ဗျာ interview တော့ဖြစ်တဲ့အချိန်မှာတော့ကျွန်တော်ဝင်သွားတဲ့အချိန်မှာ AC confidence ရှိတယ်ရှင်းနဲ့အဲ့လိုမျိုးတကယ်ကျွန်တော်အရှိမလူတွေကအဲ့လိုမျိုးနည်းနည်းကြက်တယ်ပေါ့ဗျာအဲ့လိုမျိုးနည်းနည်းတော်လဲကောင်းပြောတတ်လဲအဲ့လို reject လုပ်တာတွေ့ခဲ့ရတော့အဲ့လိုလူကလည်းနည်းလေး confidence က down ဖြစ်သွားပါဆိုတော့လူကလည်းလန့်လာပြီးတော့ကိုကလေးရောက်တော့ဟာငါ့ကိုမြန် interview ဖြေပေးလိုက်ကွာငါမြန်ကြားလိုက်ဘာမှဖြေဦးငါသွားတော့မယ်ကျွန်တော်အဲ့မှာမနေနိုင်တော့အဲ့လိုမျိုးကြားရင်ကြားပါစေကွာဆိုပြီးအဲ့လိုမျိုးတွေဖြစ်ပြီးကျွန်တော်အသေးဘယ်လိုပြောမှအဲ့လိုအသေးကြောက်ခဲ့တာပေါ့ပြီးရင်မျက်လုံးနဲ့လည်းဒီဘယ်ပဲမျက်လုံးနဲ့ပတူလောက်လာပြကျွန်တော်အဲ့ဒါမှဆိုတော့မသိဘူးအဲ့လိုမျိုး back luck တွေဘာတွေညာတွေဖြစ်တာလည်းပြောတချို့ကြအဲ့လို iron ဘာဖြစ်လို့ချွေးရင်တော့အဲ့လိုမျိုးပါဒါပေမဲ့အဲ့ဒါကြီးလည်းဖြစ်ဆိုကျွန်တော်အိုး psycho တွေဝင်ပါတယ်တော့မသိဘူးဆိုတော့ဒါပေမဲ့လည်း तू ကလည်းမေးတယ်ကိုကလည်းမဖြေတဲ့တင်တော့ကိုကချက်ထားတာကွာမိကုန်းနေဆိုကိုချက်ထားတဲ့ဥစ္စာကြီးလည်းမမေးကိုချက်ထားဥစ္စာလည်းမမေးပါတယ်မိမသိပါဘူးမိမသိမဖြေတတ်ဘူးပြောလိုက်I don't know sorry လောလိုက်လမကျွန်တော်အဲ့ဒီ moment ကိုတွေးရင်လေ oh my god officer ငါ့ကိုဘယ်လိုလုပ်ပြီးတော့ငါ့ကို visa ပေးလဲမသိဘူးဒါပေမဲ့ကျွန်တော် tattoo ပြလိုက်ပါတယ်အဲ့ tattoo ချောင်းလဲအေးပေါ့ပဲစိတ်ကူးတွေအခုချိန်တွေးလို့ရှင်တော့လေဒီလားဟောငါဘာတွေလုပ်ပြီးတော့ငါ oh my ငါဘယ်လိုတွေလုပ်ပြီးတော့ဒီကိုရောက်လာတာလဲဆိုပြီးတော့တည်မှာ visa ပေးတဲ့ officer လေကျေးဇူးတော့တင်ပါတယ်ကျွန်တော်လည်းမျိုး visa ပေးရဲဆိုတော့အဲ့လိုပါပဲအဲ့လိုမျိုးနဲ့ပဲတည်ရမလားအမေရိကမြေကြီးကိုကျွန်တော်လမ်းလာတယ်ရောက်လာတယ်ပေါ့နော်ဒါပေမဲ့လည်းဘာမှမသိအင်္ဂလိပ်စာလည်းမပြောတဲ့အကြောင်းတက်တဲ့အချိန်မှာလည်းအဲ့လိုပဲတင်မှာအင်္ဂလိပ်ကကောင်းဝါမဖြစ်ပြင်ကွန်ပျူတာတွေဘာတွေကလည်းကျွန်တော်ငငယ်တော့ကွန်ပျူတာသင်တန်းတွေပါတော့တက်ပူးတယ်ဗျာဒါပေမဲ့လည်းတင်မှာအကြောင်းမှာ300တဲ့ပုံစံသူတို့ system တွေပါတယ်အဲ့လိုမျိုးကြီးကျတော့မလုပ်တတ်ဘူးဗျာတင်ဖုန်းနဲ့ပဲရင်းနှီးတယ်အဲ့ဒါနေနဲ့မသိဟာပြင်စာတွေကလည်းတင်နေအင်္ဂလိပ်လိုဘာမှနားမလဲအင်္ဂါတွေကလည်းကွန်ပျူတာအဲ့လိုမျိုးဟိုကျွန်တော်ကွန်ပျူတာတွေပိုင်းနဲ့လုပ်ရတယ်ဗျာဆိုတော့အဲ့ဒါတွေကလည်းမလုပ်တဲ့ဘာလုပ်ရမှမသိစိတ်ဓာတ်တွေကြာ depression တွေဝင်ဟာငိုဟာအဲ့လိုမျိုးတွေဗျာသိရမလားဆိုတော့အဲ့လိုမျိုးတွေနဲ့ပဲတဖြည်းနဲ့ပဲကျွန်တော်အဲ့လိုပေါ့ depression တွေဖြစ်နေပဲကျွန်တော်အတော်နဲ့ပဲကျွန်တော်ဆက်သွယ်ပြီးတော့ကျွန်တော်စီးပွားရေးလုပ်မယ်ဆိုပြီးတော့ကျွန်တော်စပြီးတော့အတွေးဝင်လာခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒါနဲ့ပဲကျွန်တော်အမေရိကကိုတော့ကျွန်တော်အသက်19နှစ်မှာကျွန်တော်2019 9လပိုင်းမှာကျွန်တော်ရောက်တာဗျာကျွန်တော်ရဲ့မွေးနေ့က9လပိုင်း29ဒါပေမဲ့ကျွန်တော်9လပိုင်း14ရက်နေ့လောက်ရောက်တာ
ဆိုတော့ကျွန်တော်အသက်19နှစ်ပဲရှိသေးတယ်ကျွန်တော်အမေရိကရောက်တယ်ဆိုတော့ကျွန်တော်ရောက်ပြီးတော့မချခင်မှာကျွန်တော်မွေးနေ့တွေပါတယ်ဖြစ်သွားတယ်ဗျာအမေရိကမှာ first မွေးနေ့ပေါ့ရောက်ချင်းဆိုတော့ကျွန်တော်နေတဲ့အိမ်ကားတွေပဲကျွန်တော်မွေးနေ့ကိတ်တွေပါဝယ်ပေးပြီးတော့မွေးနေ့တွေလုပ်ပေးတယ်ပေါ့ဗျာအဲ့လိုမျိုးတွေပေါ့ဆိုတော့အဲ့လိုမျိုးဖြစ်သွားတယ်ဆိုတော့ပြီးတော့ကျွန်တော်အသက်19နှစ်နဲ့20နှစ်ပြည့်သွားတယ်ပြီးတော့အဲ့လို20နှစ်မှာပဲအဲ့လိုမျိုးပြည့်နေပဲကျွန်တော်ဘာလို့ကျွန်တော်အဲ့အကြောင်းမှမနေနိုင်တော့ဘူးဗျာပြီးကျွန်တော်နေတဲ့အိမ်ကလည်းအဲ့လိုမျိုးအိမ်ကတော့အဲ့လိုမျိုးဖြစ်တာတွေပါတဲ့ကလေးတွေပါတွေကနည်းနည်းအဲ့လိုမျိုးဘယ်လိုပြောမလဲနည်းနည်း racist လို့ဖြစ်လာတာတွေပါတွေကတကြောင်ပြီးရင်တည်ရမလားဘယ်လိုပြောမလဲအကြောင်းကစာတွေကလည်းမလိုက်နိုင်အဲ့ဒါတွေ depression ဖြစ်နေရတဲ့တကြောင်အကုန်လုံးပေါင်းတော့ကျွန်တော်ကတော်တော်လေးကိုတည်မှာလုံးဝမခံနိုင်တော့တဲ့အဲ့လိုမျိုးဖြစ်သွားတော့ကျွန်တော်တော့စီပဲသွားမယ်ပြီးရင်ကျွန်တော်တော့လည်းကျွန်တော်အမြဲတမ်းစကားပြောဖြစ်တဲ့စီးပွားရေးလုပ်မယ်ပါလေဆိုတော့အဲ့မှာသွားပြီးတော့ကျွန်တော်စီးပွားရေးလုပ်မယ်ဆိုပြီးကျွန်တော် Vermont ကိုကျွန်တော်ပထမဆုံးရောက်လာတာပေါ့ဗျာဆိုတော့အဲ့ဒါနဲ့ပဲကျွန်တော် Vermont မှာစီးပွားရေးလုပ်ဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေကတော့ကျွန်တော်နောက်မှပဲ second part အနေနဲ့ကျွန်တော်စီးပွားရေးလုပ်တဲ့အချိန်မှာကျွန်တော်စပြီးစီးပွားရေး life တဲ့ဝင်တဲ့အချိန်မှာကျွန်တော်ဘာတွေကြုံတွေ့ရလဲတင်မလားဘလို့အခက်ခဲတွေဘလို့ experience တွေကျွန်တော်ရခဲ့တယ်ဘာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်တစ်ခု part မှာကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နောက် flow မှာပဲကျွန်တော်တို့တွေ့ကြရအောင်ပေါ့နော်အခုလို့အဆုံးထိကြည့်ပဲအတွက်လည်းအားလုံးကျေးဇူးအများကြီးတင်ပါတယ်လို့ပြောရနေမယ်ကျွန်တော်အားလုံးနောက် flow မှာပဲပြန်ပြီးတွေ့ကြရအောင်ဗျာ see you ပါဗျာ